တိုက်စစ်ကစားမှာမွန်ကူကဦးဆောင်လာခဲ့အခုနေရာဒီမှာရန်ကုန်နိုင်ငံတင်းတိုင်းကစားပြီးတော့ရန်ကုန်တင်းကိုပြီးတော့ဖြတ်ပြအောင်ဇာတော့နဲ့လည်းစောင့်ကြည့်ရမှာဖြစ်ပါတယ်ပုံစံတစ်ခုမှာရှိနေတော့လည်းလို့ပြောရမှာဖြစ်ပါတယ်။ဒါကြောင့်ဆိုကျေပြန်ပြီးတော့စာပြီးပြန်ပြီးတော့ရှင်းထုတ်ထားရတာဖြစ်တော့တုတ်ပြန်ကစားထားနေရတာဖြစ်ပါတယ်။ကျွန်တော်ရရပဲအရင်မှမတော်ဘူး။ဒီမှာလည်းရန်ကုန်စာထူးရှင်းထုတ်ထားခဲ့လို့ရန်ကုန်ရိုင်ရယ်အသင်းတောက်ကပေါ်ခံဝင်ရမှာဖြစ်ပါတယ်။ထားခဲ့တာဖြစ်ပါတယ်။စာထူးပြန်တွဲလာတဲ့ဝေလင်းအောင်จะพ้องได้การดูရှုထပ်ပြီးတော့ပြီးရတယ်နော်ကိုကြောကြောရန်ထုံးရှုကပ်ပြီးရတယ်တိုင်းနော်ကိုကြော
ဂျင်းနီအောင်ကြော်ပြီးတော့ထည့်ဖို့ကြိုးစားခဲ့ပေမဲ့ဂျင်းနီအောင်ပုတ်ထုတ်ပြီးတော့ကာကွယ်လိုက်တဲ့အနေအထားတစ်ခုကနေစီကြတဲ့ဖိုင်နယ်တဲ့အတင်းနဲ့ARနဲ့တဲ့အတင်းတွေပုံစံမျိုးဖြစ်ပါတယ်ဒီလိုတော့ဒေါ်ထိုက်အီရစာဒူကိုကြော်ပြဖို့ကြိုးစားနေပါတယ်ဒေါ်ထိုက်အားရည်နဲ့ကိုချက်ဖို့ကြိုးစားတယ်ဝင်သိကြသွားခဲ့နေတယ်တော့ဒီ selection နဲ့ကြားကြရတယ်ဖြစ်ပါတယ်လက်ရှိမှာတော့ဒီလိုထားခဲ့ရမှာတော့ Empire United အတင်းကဒီဝတာတွေကဝင်လာတယ်မတူရဲ့ဒီကနေ့ပြတ်တာထားနေတဲ့တိုက်ချက်ဖြစ်ပါတယ်။ကြားတန်တူအောင်ဒါသူ